အရသာစိမ့်စိမ့်လေးနဲ့စားလို့ရန်ကောင်းတဲ့ကြက်ဥပေါင်းလုံးလေးကိုမျှဝေပေးလိုက်ပါတယ်အရင်ဆုံးကြက်ဥလေးတွေကိုအိုထဲမှာနှလုံးစီခွဲထားပေးလိုက်ပါမယ်ပြီးရင်တော့ရေနွေးတစ်ခွက်စီထည့်ပေးလိုက်ပါနောက်ထပ်စားတစွန်းစီထပ်ထည့်ပေးပြီးတော့တေချာလေးမွေထားပေးလိုက်ပါမယ်ပြီးရင်တော့အပေါ်မှာပေါ်လာတဲ့အမြုပ်လေးတွေကိုဇွန်းလေးနဲ့ဆယ်ထားပေးလိုက်ပါမယ်ရသွားပြီဆိုရင်တော့အိုးထဲကိုထည့်ပေးပြီးအဖုံးလေးတွေပိတ်ထားပေးလိုက်ပါပြီးရင်တော့အဖုံးပိတ်ပေးပြီး10မိနစ်လောက်ပေါင်းထားပေးလိုက်ပါမယ်အချိန်ပေးသွားရင်တော့မီးပိတ်ပေးပြီးတော့နောက်ထပ်5မိနစ်လောက်နှက်ထားပေးလိုက်ပါရသွားပြီဆိုရင်တော့အဖုံးလေးတွေလိုက်ဖွင့်ပေးပြီးတော့ပင်ငတ်မြားရဲ့တစွန်းစီလောက်လောင်းထားပေးလိုက်ပါမယ်နောက်ထပ်ကြက်သွန်မိန်လေးတွေကိုလည်းအပေါ်ကနေတင်ထားပေးလိုက်ပါနောက်ဆုံးနန်းစီလေးဆန်းပေးပြီးသွားရင်တော့စိမ့်စိမ့်လေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ကြက်ဥပေါင်းလေးကိုရပါပြီနော်